ဒါကတော့ပေါ့နော်စားတော့ဆိုင်မှာလောက်တဲ့လူတော်တော်များကြုံတွေ့ရတဲ့အရာပေါ့နော်ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်မယ်နော်ဒီမှာဒါကကြတော့ပိတ်တဲ့သူပေါ့နော်ပိတ်တဲ့သူ closer ပေါ့နော်ကျွန်တော် open တာကကြတော့ဘယ်လိုဖြစ်လဲကြည့်လိုက် AC ပဲတန်းအောင်တန်းလိုက်တည်ကျွန်တော်ဟိုစားဆိုင်မှာလောက်တဲ့လူဆိုသိလိမ့်မယ်ဗျာဖွင့်တဲ့လူကတော့ဘယ်လိုနေလဲမသိဘူးကျွန်တော်ဖွင့်တဲ့လူမလုပ်ဘူးကျွန်တော်ပိတ်တဲ့လူလုပ်တာကျွန်တော်လုပ်တဲ့စားဆိုင်မှာဆိုလို့ကျွန်တော်ပိတ်တာကျွန်တော်ညနေ6 နာရီတည်းကသွားတယ်ဟိုဟာညနေ6 နာရီသွားတယ်ည2 နာရီကျမှဆိုင်ပိတ်တယ်ဆိုင်ပိတ်တဲ့ခါကျရင်ကျွန်တော်အကင်ကင်ရတာဖြစ်တဲ့အတွက်အကင်ဒီဘန်းနေစေးရတာရှယ်ပြင်းရတာအပင်ပန်းဆုံးပဲအဲ့အပင်ကင်ပန်းစေးရတာတံပရက်တင်နဲ့တိုက်ရတာကျွန်တော်တငယ်ချင်းတရက်သူကကြတော့6 နာရီကနေပြီးတော့17 နာရီရှိပဲ AC ပဲသူကင်တယ်ကင်တဲ့ချိန်ကတော့အရင်လို့ပင်ပန်းတာပေါ့နော်ဒါပင်ပန်းတယ်လို့ပြောတာပေါ့နော်ကျွန်တော်တော့ပင်ပန်းမအောင်ကျွန်တော်ကင်တာတော့ပင်ပန်းတာပေါ့နော်အဲ့လိုကင်တယ်ကင်ပြီးတဲ့ခါကျရင်ဘာဖြစ်လဲဆိုရင်အဲ့သူ AC ပဲ17 နာရီလောက်ကြာရင် QK တွေပါ15 မိနစ်လောက်နားလိုက်တည်17 နာရီလောက်ကြာရင်သူတုတ်သွားပြီတုတ်သွားပြီးတဲ့ခါကျရင်ကျွန်တော်ကသူကြံတဲ့ခါကျကျွန်တော်ကျုံးရတာခါတော့သူ17 နာရီကြာရင် customer တွေပဲလာ customer ကျွန်တော်1 နာရီထိလာတဲ့ခါကျရင်ကျွန်တော်ကဟိုဟာထပ်ပြီးတော့ဆက်ပြီးกินရတယ်ဆက်ပြီးกินတဲ့ခါကျရင်ဟိုသူပြန်သွားပြီဆိုတာနဲ့ကျွန်တော်မှာအပေါ်ကဒီအကင်ပန်းဆေးရရုံနဲ့မဟုတ်အပေါ်ကဟာတွေပါအကုန်ဆေးပြီးတစ်ချမ်းလုံးဒီ kitchen တစ်ခုလုံးကျွန်တော်ဘက်တစ်ချမ်းလုံးကိုကျွန်တော်ဆေးရတာယာခိပေါ့နော်ယာခိတစ်ခုလုံးကျွန်တော်အကုန်လုံးရတာအဲ့လိုမျိုးဒါရှီမဲနဲ့ open နဲ့ပေါ့နော်ကျွန်တော် open တာ open တာ AC ပဲเนาะတသားရပဲဒါအပြင်မှာလည်းတကယ်အဲ့လိုလာတာမသိတန်ဟီးတွေလောက်ယူတိုက်လည်း share လောက်ရတာဗျာတဲ့တန်ဟီးတွေကဆောင်းရမ်းလောက်ရတာလုံးဝအမဲအဖွင့်တဲ့လူက AC ပဲသားရတယ်နှစ်ခုကိုရှင်ပြီးပြထားတာဗျာတော်တော်သဘောကျအဲ့ကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပေါ့နော်အားလုံးပဲကိုယ့်ရဲ့အတွေ့အကြုံလေးတွေပြောသွားပြီးအောင်เนาะကျွန်တော်စားသောက်ဆိုင်မှာလုပ်တဲ့သူတွေရဲ့အတွေ့အကြုံလေးပြပြပေးပါအောင်အားလုံးပဲတက်တာ